ပါရှင်ကိုမလောကနေပြန်လဲကြိုဆိုလိုက်ပါတယ်။နေ့ကစနေမှာဘာလို့ဖြစ်ခဲ့ကြလဲ။ခုကတော့ Theology ကကျမဦးစီရဲ့ Connect with Yourself ဆိုတဲ့ Seminar လေးကိုတက်ရောက်ဖြစ်ခဲ့ပါတယ်။ဟောပြောပေးသွားတဲ့ Teacher Dr. Sunny စီကနေပြီးတော့အများကြီးလေ့လာသင်ယူခွင့်လိုက်ရတယ်။ကိုအသွေးနဲ့ကစကားတက်အောင်နားထောင်မှု remind ဖြစ်မိရဲ့။အခုလိုမျိုးတကူတကဖိချပေးရဲ့ပြည့်တဖူတရားကိုပြေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အဲ့ကနေပြီးတော့ Seminar မှာတွေ့ခဲ့တဲ့လုပ်ငန်းရှင်အကိုအမတွေနဲ့ OMG ရခိုင်ရိုးရာစတာဆိုင်ကိုရောက်သွားပါတယ်။အခုမှစပြီးတော့မှမိတ်ဆက်ကြတာဆိုပေမဲ့အကုန်လုံးကရင်းရင်းနှီးနှီးနဲ့တိုင်တိုင်မင်မင်ဒီလိုမျိုးအရသာရှိတဲ့ရခိုင်ရိုးရာအစားအသောက်တွေကိုလည်းစားခဲ့ရတယ်။ခုနကဆယ်မီနာအကြောင်းကိုပြန်ဆက်ရရင်များတော့အပြင်ကိုတို့ကအပြင်နဲ့ပဲချိတ်ဆက်ကြတာများတယ်။အပြင်ကလူတွေနဲ့ချိတ်ဆက်မယ်။ပတ်ဝန်းကျင်တွေနဲ့ချိတ်ဆက်မယ်။ပြင်လောကကိုပဲကိုကလိလာနေမိတာ။ကိုယ့်ရဲ့အတွင်းထဲကဖြစ်တည်နေတဲ့ကိုယ့်ရဲ့စိတ်ကိုတော့မလိလာမဆက်စမိဘူး။အဲ့တော့ကိုကကိုနဲ့ disconnected အချိတ်အဆက်ပြတ်နေခဲ့တာ။တကယ်လို့ connected ဖြစ်သွားပြီးကိုနဲ့အချိတ်ဆက်ရှိပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကပြတဲ့ sign တွေကိုသိနိုင်တယ်နားလည်နိုင်တယ်ဥပမာ inner gut feeling တွေပေါ့ meditation ထိုင်ပြီး mindfulness ဖြစ်အောင်လေ့ကျင့်ခြင်းကနေလည်းကိုရှာဖွေတွေ့ရှိနိုင်ပါတယ် seminar ရဲ့အတူချုပ်အကြောင်းအရာလေးကိုကိုကသက်ပြန်ပြီးတော့မှ sharing လုပ်ပေးရပါနောက် vlog တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲ bye